အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့မိသားစုနဲ့ဘန်ကောက်မှာတွားတွေ့ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဂျပန်မှာနေတဲ့အမလက်နဲ့မတွေ့ရတာကြာပြီဆိုတော့ကျွန်တော်ကကိုရီးယားနေတွား join လိုက်တာပါဒီဗီဒီယိုလေးကမိသားစုနဲ့အမတ်တရတွေကိုမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်ချိန်ရမှကြည့်စီလိုပါတယ်နောက်တစ်နေ့မှာတော့ထုံးစံအတိုင်း Central World တို့တွားနေကြပါတယ်ဟုတ်ပါ ဘန်ကောက်ခီးရဲ့ day 1မှာတော့ Central World သွားမှာပဲထိုင်းစားရှောက်စားကြတယ်ဈေးဝယ်ကြတယ်ဓာတ်ပုံရိုက်ကြတယ်ညအလားရှုခင်းကြည့်ပြီးညနေစာကိုမူကထတော်စာဖို့စီစဉ်ခဲ့ပါတယ်နောက်နေ့မနက်မှာတော့ကိုရီးယားကယူလာတဲ့ခောက်ဆွဲကိုနနက်စာအဖြစ်အဖေနဲ့မေကိုပြုတ်ကျွေးခဲ့ပါတယ်အမေနည်းနည်းပဲထားအမေအဲ့လောက်ပဲအမေအများကစားနေနော်ဒီတော့မกินอะไรบ้าง အမေထား อันนี้ว่าเนี่ยโอเคအခုကကျွန်တော်အမနဲ့ရင်းရင်တို့အားလုံးပြင်ဆင်ပြီးစီးချိန်မှာတော့မြဖျားခေါ်အမရဗုဒ္ဓဖျားတို့ဖျားဖူးဖို့တွားနေကြပါတယ်ကျွန်တော်တို့ဖះကိုနေခင်းပိုင်းနေမြင့်ချိန်မှရောက်တော့ရာဒီဥတို့ကအရန်ပူနေပါတယ်ဒါကကျွန်တော်အိုးထုံးမပါခဲ့တော့မာကြီးကတူတစ်ပတ်ပေးချော်ရတာပါဖះထဲမဝင်ခင်ဓာတ်ပုံအရင်ရိုက်ဖို့လုပ်နေကြပါတယ်ဒီဘက်အလဲโอเคเดี๋ยวในพงในใหญ่พงนี้นี่ไง1 2 3ဒီเฮ้ยบลูต้องต่อเดียวเลยมาตะบี้แล้วရဲပဲလေပဲအမေအထောက်တမိကြိုင်နေပဲဒါတော့တယောက်တစ်ခွန်းစီကနေကြားရတဲ့အတန်တွေပါမိသားစုတွေအပြက်မှာတွေ့ကြမှာကြားနိုင်တဲ့အခွင့်အရေးဖြစ်ပါလေ
ပြီးဖះဝင်ဖူးနေကြပါပြီကျွန်တော်တို့မြဖျားဖူးပြီးတော့ပရတူနန်ဈေးတို့လိုင်းကားစီးပြီးဆက်သွားခဲ့ကြပါတယ်140ပေးလိုက်ဟုတ်လို့မူလာ ကျွန်တော်တို့ပရတူနန်ဈေးမှာညနေစာဝင်စားဖြစ်ခဲ့ပါတယ်တနေ့ကအလဲလွန်ပြီးအစာတွေလည်းလွန်တော့လူကြီးတွေကတိတ်မစားနိုင်ခဲ့ပါဘူးအထူးသဖြင့်ကျွန်တော်ဖေကကားမှုတက်တော့လိုင်းကခဏလေးစီးရပေမဲ့လမ်းပိတ်တဲ့အချိန်နဲ့ကြုံလိုက်လို့ကားမှုပြီးတိတ်မစားနိုင်ခဲ့ပါဘူးဒါကြောင့်ပရတူနန်ဈေးကညနေစာကလူကြီးတွေအတွက်မြင်ရှက်တဲ့ထမင်းဝိုင်းမဖြစ်ခဲ့ပါဘူးစားနိုင်ပေါက်ဒီမှာပဲရှိရ အနည်းညပိုင်းမှာတရုတ်တန်းတို့ဆက်သွားပြခဲ့ပါတယ်။များစွာသောဈေးဆိုင်တန်းတွေရဲ့ကြီးရောင်စုံအညော်မျိုးစုံကြားထဲမှာလက်လည်ကြည့်ရှုကြပြီးမှုန့်မျိုးစုံအကင်မျိုးစုံတွေကိုစားကျင်တာတွေဝယ်စားကလက်ပုံရိုက်ကြပြီးအနည်းတနေ့တာရဲ့ခရီးစဉ်ပြီးဆုံးစေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကျွန်တော်တို့ဖတ်ထျားခန်းချီတို့ခီးဆက်ခဲ့ကြပါတယ်ဖတ်ထျားတို့တွားရလမ်းမှာပထမဦးဆုံးနွတ်ဥယျာဉ်ထဲတို့အရင်ဝင်လည်ကြပါတယ်အဲ့ဒီကို7နာရီဝန်းကျင်လောက်ရောက်သွားပြီးဥယျာဉ်ထဲမှာ2နာရီနီးပါးအချိန်ပေးပြီးလည်ကြပါတယ်နုနုဥယျာဉ်ထဲလက်ပတ်လို့ပြီးတော့ဖတ်ထျားမရောက်ခင်ဗုဒ္ဓမောင်တိန်လို့ခေါ်တဲ့ခေါင်ချီချမ်းလေစာဖျားကြီးတို့လည်းလက်ပတ်ခဲ့ပါတယ်ကြီးတော့ကမ်းခြေမဝင်ခင်ဖတ်ထျား view point တို့လည်းဝင်ဖြစ်အောင်ဝင်လည်ခဲ့ကြပါတယ်လိုက်စီးလိုက်နောက်ဆုံးတော့ကမ်းခြေရောက်ပါပြီကမ်းခြေရောက်ချိန်မှာတော့ညနေနေလဲဆောင်းသွားခဲ့ပြီဖြစ်ပါတယ်တန်းဆန်းတဲ့ပင်လယ်ရေကိုခဏထိတွေ့ခွင့်ရလိုက်ပါတယ်ဒီ
ဒီနေ့တော့မိသားစုနဲ့လဲတဲ့ခီးစဉ်ကပြီးဆုံးလာပါပြီညနေစာစားပြီးတော့ပြန်လာတော့မယ်ကျွန်တော်တို့တဲခိုတဲ့နေရာကတူဝနဘူမိလေစိတ်နားမှာဆိုတော့အဲ့ဒီဒီတနိုင်ခွဲနီးပါးလောက်ကားစီရပါတယ်တရက်ထဲတနေ့ကိုနေရာ၄နေရာလောက်လေဘက်ခဲကြတာဆိုတော့အိမ်ပြန်ချိန်ကားပေါ်မှာကိုစီတိတ်ဆိတ်ငြိမ်သက်စွာနဲ့ပြန်ခဲ့ကြပါတယ်ပြန်ပြီးတရက်ချိန်တွေကုံဆုံးသွားလိုက်တာနောက်ဆုံးပြန်မဲနေ့ရောက်လာပါပြီမပြန်ခင်ထုံးစံအတိုင်းဟိုဟာနည်းနည်းဒီဟာနည်းနည်းနဲ့ဈေးတွေလိုက်ဝယ်နေကြပါတယ်ဒီဟာကတော့ကျွန်တော်တို့ငယ်တုန်းကသုံးတဲ့စုံချိုင်းတွားပို့တာပဲဖြစ်ဖြစ်ကျောင်းတွားအလုပ်တွားတာပဲဖြစ်ဖြစ်ထမင်းဟင်းထဲကြတဲ့ရင်းကြားတစ်စိတ်စတီးကြိုင်တွေဖြစ်ပါတယ် ကောင်းမယ်လားမပရိုမီနာပဲမ တာတာတာ အာပရိုမီနာ တာပလမနာ လက်လေးနဲ့လေဖေးခေါ်တော့မယ်လား ဒီပါမ靠不靠门呢？我打炮了呢。你看怕靠上呢？哎呀，怕了。上了。脚啊，怕了没？怕过了嘛？对不对了嘛？对。哎，不杀我了。哎，咋样？ ဒီထမင်းဝိုင်းကတော့ဈေးတစ်ခုမှာထမင်းနဲ့ဟင်းတွေဝယ်ပြီးဈေးထဲကဇပွဲခုံမှာပဲမိသားစုစုံစုံလင်းလင်းစားတဲ့နေ့လည်စာဖြစ်ပါတယ်အဖေနဲ့အမေကဘယ်နေရာရောက်နည်းနည်းစောစောလမ်းလျှောက်ကြပါတယ်ဒီမှာလဲမနဲ့စောစောလမ်းတော့လျှောက်ပြီးပြန်လာရင်ကျွန်တော်အတွက်7-11ကနေထမင်းနဲ့ဟင်းဘူးဝင်လာပေးပါတယ်အဲ့ကလေးကနည်းနည်းတိုင်းစားနေကြဖြစ်တဲ့မြစ်ချင်တဲ့စက်သားဟင်းကိုအရန်ကြိုက်သွားပြီးအခုလဲမမရရမာစားဖြစ်ပါတယ်နေ့လည်စာစားပြီးရင်ကျွန်တော်ကညလေရင်နဲ့ပြန်ရမှာဖြစ်ပါတယ်မိဘတွေနဲ့အမလက်ကနောက်နေ့ကိုစီပြန်ကြတော့မှာဖြစ်လို့ဒီနေ့လည်စာထမင်းဝိုင်းကိုအမတ်တရအနေနဲ့မှတ်တမ်းတင်ထားရပါတယ်ရတယ်ဟာကျွန်တော်ထမင်းကောင်းတယ်ထမင်းခရင်ယူပြီးတော့ဥမာမင်းအဲ့လည်းပါလေ开上来哎呀买了嘞呀有点cho mà sợ ở miền của nó không nên phải đấy à ရန်ကုန်နီးထုံးနှန်းစင်လာအတိုင်းလူကြီးမိဘတွေကတော့ပါတယ်ကဲဒီနေရာမှာဒရမာလေးနည်းနည်းခင်းလိုက်ပါသေးတယ်ရက်တပတ်တည်းတွေ့ရတာကြောင့်ဝမ်းနဲ့မျက်ရည်ကျသွားရတာထင်တယ်ဘလို့ပဲဖြစ်ဖြစ်ဘန်ကောက်မှာမိသားစုအမတ်တရတွေအများကြီးဖန်တီးနိုင်ခဲ့လို့ကြည်နူးမိပါတယ်ဒီထိကြည့်ကြပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်